လို့ကျတလိုက်ပြင်းလာတော့ဗောနော်အချိုးကြလည်းမကြချင်လာရှိဦးကြည့်ပါမယ်ဒီမှာဒါကျအသိပြင်းလာတော့ဒါကျမပြင်းနိုင်ရတဲ့ကြည့်ပါနော်ဒါတပည့်ကြည့်ပါဟိုကဆရာကြီးကြည့်အသိပြင်းလာနော်ကျွန်တော်တို့ကျောင်းဆုံးအကုဆုံးဗီဒီယိုတွေလည်းအရင်တော့လို့မတင်ကြဘဲနိုင်တော့ဘူးဗောနော်အစီမထွက်တော့ကျွန်တော်တို့လည်းတိုက်ဗီဒီယိုကိုတိုက်မလောက်ဝေးဖြစ်တော့ဗောနော်ဒါဆိုတရက်အစီဗောနော်အစီယိုတဲ့နေထားဒီကြဒီမှာဆိုရင်ဒီလိုမျိုးဆွဲပဲရှိတယ်ဗောနော်စောင်းရည်ဆိုတော့စောင်းရည်နည်းနည်းတော့ကြော်နေပြီဗောနော်ဒီမပိုက်တစ်ပိုက်လောက်ပြည့်နေပြီဆိုတော့ဒီလိုလည်းမရိုက်ပြပဲရတော့ကြာပြီဆိုတော့ညီကိုတို့ဒီလိုချစ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့တအားချိန်ကုန်တယ်ပေါ့နော်အဲ့ဒီလိုမျိုးပြောင်းလို့ဆွဲပဲပလစ်နဲ့ဒါဆိုအစီအထွက်ဆုံးမှဒီလောက်ပေါ့နော်ကျွန်တော်လေးပြောင်းလို့ကျွန်တော်ဗီဒီယိုမရိုက်ပြပဲတော့ဘာမှမဟုတ်ခြံကအားနေကျကခြံကအစီမထွက်ဘူးပေါ့နော်ဒီမှာလဘရွက်ကဒီလိုကျွေတယ်ပေါ့နော်ဒီချိန်မှာဆိုရင်လဘရွက်လေးကောက်ပြရတယ်ကျောင်းတော့အစီးလေးအရင်တော့လိုမျိုးချမ်းမကောင်းတော့ကျွန်တော်လည်းဗီဒီယိုတွေမရိုက်ပြပေးရဘူးပေါ့နော်ဒီကိုတော့တမျိုးမထင်ရတယ်ပေါ့နော်ကျောင်းဆိုရင်ကိုလေးပြောင်းလို့တင်ပြပေးခြင်းတော့ပေါ့နော်ချမ်းမကောင်းတော့ပြောင်းဆိုလူများလေးစိုက်တဲ့မကြစေခြင်းလို့ပေါ့နော်ကျွန်တော်လည်းဗီဒီယိုတွေမရိုက်ပြပေးဘူးပေါ့နော်ကျောင်းဆိုကိုတိုင်းဘာတစ်ခုမှအစီမပြေနေဘူးပေါ့နော်အဲ့ဒါပဲပြောင်းလို့ရင်ကျွန်တော်ညီကိုဖောက်ပြောင်းဆိုအကောင့်တွေကညီကိုတွေလေးစိတ်ထဲမကြစေချင်လို့ပေါ့နော်ကျွန်တော်ဗီဒီယိုတွေမရိုက်ပြပေးရဘူးအစီဒီလိုပဲထွက်တယ်ပေါ့နော်ဒါ4ရက်ချစ်တော့မှခွဲမပြည့်ဘူးပေါ့နော်တပတ်15ရက်တပတ်ချစ်မှတစ်ခါဆိုရင်ဒီခွက်တစ်ခွက်လောက်ရတယ်ပေါ့နော်အဲ့လိုအပိတ်နေများတယ်ပေါ့နော်အရင်တော့အချက်ဆိုရင်ပြောင်းဆို2ရက်လောက်ဆိုရင်လှန်လို့ရ3ရက်လောက်ဆိုရင်အဲ့လိုမျိုးပေါ့စီးထွက်ရများတော့ပေါ့ပြောင်းဆိုစိတ်ထဲမကြစေချင်လို့ပေါ့နော်အဲ့ဒါပဲပြောင်းဆိုရင်ကိုတရားလည်းပဲစိတ်ထဲကြရင်ကြရစေပေါ့နော်ညီကိုတော့စိတ်ထဲမကြစေချင်ဘူးအစီးဒီယာရီမှာဆိုရင်အစီးကဒီလိုဖြစ်တယ်ပေါ့နော်ကျွန်တော်ဆရာကြီးကချစ်ကျွန်တော်ဗီဒီယိုနောက်လိုက်ရတယ်ပေါ့နော်โอเคပါအတင်းထားပါလို့ပြောချင်တယ်ကျေးဇူးတင်ပါတယ်လို့